ဒီလောကကိုကျုပ်ကရောင်မှန်းမသိရောက်လာခဲ့တယ်ဗျခမားတို့သိထားတဲ့အတိုင်းကျုပ်ကထူးထူးဆန်းဆန်းကိစ္စဆိုရင်လွတ်တည်ကျင်တာလေဗျာအဲ့ဒီဝါသနာကြောင့်ပဲအသက်လူပြီးပြေးခဲ့ရတာလေအချိန်ချင်းမှာပဲဒါပေမဲ့တာတေးဆိုတဲ့ကောင်ကနောင်ကျင်သွားသလားဆိုတော့ဝေးပါဗျာကျုပ်ရင်ထဲကမွေးရပါစူးစမ်းကျင်တဲ့စိတ်ကပိုတောင်ဆိုးလာသေးတယ်ဗျခမားမှတ်မိသေးလားကျုပ်ကိုနာနာဘာဝမြင်နိုင်တဲ့မျက်ကွင်းစေးပေးခဲ့တဲ့ဆရာကြီးလေဗျာဆရာကြီးဆိုင်းတော်ဖလေအဲ့ဒီဆရာကြီးကြောင့်ကျုပ်ကဒီလောကတွေကိုကြုံမှန်းမသိကြုံဝင်ခဲ့တာဗျကျုပ်ကဆရာနွန်ဖကိုအားကြီးလေးစားတာဗျဆရာနွန်ဖကကျုပ်တို့ထဏောင်းကုန်းကိုတစ်ခေါက်ပြန်ရောက်လာတာကနေဒီဇလန်းကစားခဲ့တာဗျကိုကြီးတတေကိုဆရာတော်ကခေါ်ခိုင်းလို့အခုလာခဲ့ပါတဲ့ပုပ္ပါယုံကျောင်းကကျောင်းသားလေးတောကျော်ကကျုပ်ကိုလာခေါ်တယ်ဗျဘာကိစ္စတော့ကွာတောကျော်ရဲ့တောကျော်ဆိုတဲ့ကောင်ကကျုပ်ကိုလှုပ်ခင်တာဗျအဲ့ဒါတော့ကျုပ်လည်းမသိဘူးဗျကိုကြီးတတေရဲ့ကိုကြီးတတေကိုအရေးကြီးတဲ့ကိစ္စရှိလို့အခုချက်ချင်းသွားခေါ်ခဲ့လို့ပဲဆရာတော်ကမိန့်လိုက်တာဗျ။အော်အေးအဲ့ဒါဆိုလေငါအခုပဲလိုက်ခဲ့ပါမယ်တောကျော်ရလုံကြီးလေးတော့လဲအောင်ပါကွာ။ကျုပ်ကပြောဆိုနဲ့အိမ်ထဲဝင်ပြီးတော့အမေကိုပြောတယ်ဗျ။ပြီးတာနဲ့လုံကြီးလဲလိုက်တယ်။သွားကြစို့တောကျော်ကြီး။တောကျော်ကိုခေါ်ပြီးတော့ရွာရှိပိုင်းကပုပ္ပါယုံကျောင်းဘက်ကိုနှစ်ယောက်သားခတ်တုတ်တုတ်ရှောက်လာခဲ့တယ်ဗျ။ပုပ္ပါယုံကျောင်းကြီးကိုရောက်တော့ဆရာတော်ဦးကုနာရဲ့တိုက်ကျောင်းပေါ်ကိုတက်ခဲ့ကြတယ်။အပေါ်ဓာတ်ကိုတက်တဲ့ကျွန်းလေကားကြီးရဲ့လက်ရန်ပေါ်လုံးတိုင်ပေါ်ကပန်းကနုတ်တွေကိုကြည့်ရင်ကျုပ်ရဲ့စိတ်ထဲမှာရှေးလက်ရာတွေကတော်တော်ကောင်းတာပဲလို့တွေးမိတယ်ဗျဒီကျောင်းကြီးကတကယ်ကိုလက်ရမြောက်တဲ့ရှေးဟောင်းကျောင်းကြီးလေဗျအပေါ်ဓာတ်ကိုရောက်တော့ကျုပ်ကိုစောင့်နေတဲ့ပုပ္ပါယုံကျောင်းဆရာတော်ဦးကုနာရဲ့ပြီးတော့သူ့ဘေးမှာထိုင်ပြီးကျုပ်ကိုပြုံးကြည့်နေတဲ့ဆရာနွန်ဖရဲ့ကျုပ်ကတွေးလိုက်တယ်ဗျဟာဆရာကြီးပါလားဘယ်တော့ကရောက်တော့ဗျကျုပ်ဖြင့်ဝမ်းသာလိုက်တာဗျာတောကျော်ကတော့သူ့ကိစ္စပြီးလို့ဆရာတော်ကိုဥချပြီးအောက်ကိုပြန်ဆင်းသွားတယ်ဗျမောင်တာတီဆရာနွန်ဖကိုတွေ့တော့စိတ်ထဲဘလို့နေတော့ကွယ်ဟာဝမ်းသာသွားတာဗောဖေ။အခုတလောတပည့်တော်ရဲ့စိတ်ထဲမှာဆရာကြီးကိုမကြသတိရနေတာဖေ။ဆရာနွန်ဖကလည်းကျုပ်ကိုပြန်တွေ့ရတာတော်တော်ကိုဝမ်းသာနေတဲ့ပုံပဲဗျ။ပြုံကြီးနဲ့ခေါင်းတငိမ့်လှုပ်နေတာဗျ။ဆရာထဏောင်းကုန်းကိုအလဲလာတာလား။ကျုပ်ကဆရာနွန်ဖကိုမေးလိုက်တော့ဆရာနွန်ဖကခေါင်းကိုခက်ဖြည်းဖြည်းခါပြတယ်ဗျ။ပြီးတော့မှပြုံးနေတဲ့မျက်နှာကိုတီလိုက်ပြီးတော့ပြန်ပြောတယ်။ဆရာတော်ဖေ။မောင်တာတီကိုအကျိုးအကြောင်းမိန့်ပေးပါအောင်ဖေ။ဆရာတော်ဦးကုနာကကျုပ်ကိုစစ်ကြည့်ရင်ခေါင်းကိုတဆက်ဆက်ညိတ်နေဗျ။ဒီလိုကတာတီရဆရာနွန်ဖနဲ့သူ့ရဲ့ဆရာကြီးဦးမင်းအောင်တို့မှာတော်တော်ကိုအရေးကြီးတဲ့ကိစ္စတခုကိုဆောင်ရွက်ကြဖို့ရှိတယ်ကွာ။အဲ့ဒါမင်းရဲ့အကူအညီလိုနေကြလို့တဲ့။အော်ဒီလိုလား။ဟိုတခါလို့တစ်ဆုံးနှုံးရမှာလားဖေ။ကျုပ်ကဆရာတော်ကိုရှောက်ရင်းနဲ့ဆရာနွန်ဖကိုတစ်ချက်ကြည့်လိုက်တယ်ဗျ။ဆရာနွန်ဖကခေါင်းရမ်းပြတယ်။ပြီးတာနဲ့ဆရာတော်ကဆက်ပြီးတော့မိန့်နေဗျတာတီမင်းနားလေအောင်ဖုံပြောမယ်ဒီလောကမှာဘလောက်ပဲခင်မီဘလောက်ပဲတိုးတက်အင်မတန်ရှိကြတဲ့ကဝေပညာကြီးကတော့ရှင်သန်နေတော့မယ်ကွာအလိုဟုတ်ရဲ့လားဖေဟုတ်တယ်ကွာတာတီရအင်မတန်ကိုအတ္တကြီးတဲ့လူတွေကသူတို့ရဲ့ဘဝတိုးတက်ဖို့ကြီးပွားချမ်းသာဖို့ရှေးဟောင်းပညာတွေတက်ထားတဲ့ကဝေတွေကိုတိတ်လေးကိုးကွယ်ကြတယ်အာကိုအားထားပြုကြတယ်ကွာဒီပညာကဘယ်တော့ကလေးကများရှိနေတာလဲဖေ။ကျုပ်ကမေးလိုက်တဲ့စကားကိုဆရာနွန်ဖကပြတလဲဝင်ဖြေတယ်ဗျ။အေးကွာတာတီရမင်းလည်းအတန်းပညာသင်ခဲ့ဘူးတာပဲမို့လား။အာဖရိကတိုက်ကစားခဲ့တာကွာ။အဲ့ဒီကလူရိုင်းကြီးတွေကနေစားခဲ့တာလေ။နောက်တော့တကဘာလုံးကိုပြန့်သွားတာပေါ့ကွာ။အခုတော့ဒီပညာတွေကကဘာပေါ်ကနေပျောက်သွားသလိုထင်ရပေမဲ့တကယ်ကတော့မပျောက်ဘူးကွာ။ပုံရှိုးကွယ်ရှိုးနဲ့လှုပ်ဝက်ပြီးတော့ရှိနေသေးပဲ။သိပ္ပံပညာရကြီးထွန်းကားလာတော့ဒီပညာတွေကနောက်ွယ်ကိုရောက်သွားတာပေါ့ဒါပေမဲ့တိတ်တဆိတ်တော့ရှင်သန်နေသေးပါပဲကွာအော်ဒီလိုကိုကျုပ်ဖြင့်အံ့ဩလိုက်တာဗျာဆုံးပြူစားတယ်တို့ရွာသူကတ်တယ်တို့ဆိုတာတော့ကျုပ်ကကြားဘူးတာပေါ့ဗျာဒါပေမဲ့တကဘာလုံးမှာဒီလိုကဝေပညာကြီးရှင်သန်နေတယ်ဆိုတာတော့အခုမှပဲချားဘူးတာဗျူမှန်ပါဗျာတပည့်တော်ကဘာများကူညီပေးရမှာလဲဗျာအေးဒီလိုကွာတတိယဒိုးစီကနေဆိုရင်တော့အတော်လေးဝေးတာပေါ့ကွာယူရီးယားပြည်နယ်နဲ့နယ်စပ်ကမြို့လေးတွေမှာအတော်ကိုဆိုးရွားတဲ့အဖြစ်တစ်ခုဖြစ်နေတယ်တဲ့ကွာဘလို့များပါလဲဖေ။ကျုပ်ကဒါမျိုးဆိုရင်တိတ်ကိုသိကျင်တဲ့ကောင်ဗျ။ကျုံထိုင်နေရကနေရှေ့ကိုတော့နည်းနည်းတိုးလိုက်မိသေးတယ်ဗျ။ဆရာတော်ကကျုပ်အရန်စိတ်ဝင်စားနေမှန်းသိတော့ခတ်တုတ်ပဲဆက်ပြောတယ်ဗျ။ဆရာနွန်ဖကတော့ကျုပ်ကိုမတိမတာအကဲခံနေတာကျုပ်သိတယ်လी။အေးကွယ်အဲ့ဒီနယ်စပ်ကမြို့လေးတွေမှာလူတွေကသွားရင်လာရင်ကနေခောက်ကနေဇက်ကျိုးကြပြီးတေးကြတယ်တဲ့။ဟာကြောက်စရာကြီးပါလားဖေ။အေးကွယ်အဲ့ဒီလိုတည်သွားလို့အလောင်းပြင်ထားတဲ့အခါညရောက်ရင်ဘလို့ဖြစ်တယ်မသိဘူးကွယ်
အလောင်းမာကနှလုံးနေမရှိတော့ဘူးဆိုပဲဟာအဲ့ဒီအလောင်းကိုညာဘက်ဆောင်တဲ့သူတွေမရှိလို့လားဖေဒီခါမှာတော့ဆရာနွန်ဖကဝင်ပြီးတော့ပြောပြန်တယ်ဗျဟာရှိတာပေါ့တာတရားအတုပအိမ်မဲကွာဖဲဝိုင်းနေပါတွေလုတ်ပြီးတော့စောင်းကြရတာပေါ့တစ်ချိန်မှာတော့လက်ကနေဖြစ်သွားကြတယ်ဆိုပဲကွာအဲ့ဒါပြီးရင်အလောင်းမှာအပေါက်ကြီးဖြစ်နေပြီးတော့နှလုံးမရှိတော့ဘူးတဲ့ဟာအဲ့ဒီကလူတွေတော့တော်တော်ကိုကြောက်နေကြမှာပဲနော်ကြောက်ပါပြီလားမောင်တာတရေမိုးချုပ်ပြီဆိုတာနဲ့မြို့ထဲမှာလူတန်ရောခွေးတန်မှာတိတ်ဆိတ်နေတာကွဆရာနွန်ဖကကျုပ်ကိုတီးတီးချာချာရှင်းပြတယ်ဗျဒီမကောင်းဆိုးဝါးကိုနှင်းနဲ့မထုတ်ကြဘူးလားဆရာနှင်းနာပေါ့မောင်တာတရားဘလို့နှင်းလို့မှမရဘူးကွကျုပ်ဖြင့်ကြားရတာနဲ့တော်တော်ကိုကြောချမ်းမိတာဗျအေးအဲ့ဒီတော့လူရင်းကိုပဲပြောကြတာပေါ့ကွဆရာတော်ကစကားကိုပြန်ဆတယ်ဗျအဲ့ဒီကလူတွေကဆရာအရှာထွက်ရင်းနဲ့ဆရာနွန်ဖစီကိုရောက်လာတာပေါ့ကွာအနေအထားကိုမေးစမ်းကြည့်တော့ဒီကိစ္စကိုဆရာနွန်ဖကသူတယောက်တည်းမနိုင်မှန်းသိတယ်တဲ့ကွာဒီတော့ရန်ကုန်မှာနေတဲ့ဆရာကြီးဦးမင်းအောင်စီကိုသွားပြီးတော့ရှောက်ထားတယ်ဦးမင်းအောင်ကပြန်ပြောတယ်တဲ့ဟင်ဘာများပြောလို့တော့ဖေဒါကလူသားစားကဝေမတဲ့ဟိပြီးတော့ဒီနိုင်ငံကလည်းမဟုတ်ဘူးဆိုပဲရိုးတရားဘက်ကတည်းကွာအခုလိုနှလုံးထုတ်စားတာကသူတို့ပညာအဆင့်တက်တာဆိုပဲ73ယောက်ပြည့်အောင်တက်ပြီးတော့စားရမှာဆိုပဲကွာအခုတော့မှ4ယောက်ရှိပြီတဲ့ဟိဟာဒါဆိုရင်ဆရာနွန်ဖရဲ့ဆရာကြီးဦးမင်းအောင်ကရောဒီကဝေမကြီးကိုနိုင်မမလားဖေဟာနိုင်ပါပြီလားမောင်တာတရားဦးမင်းအောင်ဆိုတာကတော်တော်ကိုအစ်စ်မြင့်တဲ့အထက်လန်းဆရာကြီးကွာပြီးတော့တာမန်ညောင်းညမဟုတ်ဘူးလေခေတ်ပညာတဲ့ဆရာဝန်ကြီးကွာနိုင်ငံခြားတိုင်းပြည်တွေမှာနှစ်ပေါင်းများစွာလှည့်လည်သွားလာပြီးတော့စေးကူလာခဲ့တာအခုတော့စေးကူတဲ့အလုပ်ကိုရပ်လိုက်ပြီးအောက်လန်းနေကဝေတွေကိုနှိမ်နှင်းနေတာဆိုပဲကွာဟာဟုတ်လားဖေတော်တော်ကိုအံ့ဩစရာကောင်းတဲ့ဆရာကြီးပါလားအေးကွအဲ့ဒီဆရာကြီးဦးမင်းအောင်ကအခုကိစ္စကိုဆောင်ရွက်ဖို့အင်မတန်တတိကောင်းတဲ့စနေသားလူငယ်တယောက်လိုအပ်တယ်လို့ဆရာနွန်ဖကိုပြောတယ်ဆိုပဲတာတရားအဲ့ဒီတော့မင်းရဲ့ဆရာနွန်ဖကမင်းကိုချက်ချင်းတတိယပြီးထနောင်းကုန်းကိုရောက်လာတာဟိအဲ့ဒါမင်းရဲ့ဆန္ဒကိုဆရာနွန်ဖကသိကျင်တာတာတရားဩဒီလိုလားခကြီးကတော့ဝေးသားဖေအေးကွအဲ့ဒါကြောင့်ပြောရတာတခုတော့ရှိတာပေါ့တာတရားဘ ဟုတုဒကိုလိုချင်ရင်တော့ယောက်ျားဆိုတာဒီလိုငယ်တုန်းရွယ်တုန်းတွားရလာရမှာကွာမှန်ပါတယ်ဖေ။တပည့်တော်ကလည်းဒါမျိုးဆိုရင်လှုပ်ကိုစိတ်ဝင်စားတာဖေ။အဘနဲ့အမေကိုပြန်ပြီးတော့ပြောပြရစီအောင်ဖေ။ဟာပြောရမှာဗောတတိယတကာကြီးနဲ့တကမာကြီးကိုဘဟုတုဒရှာဖို့သွားမယ့်အကြောင်းပြောပြဗောတတိယမှန်ပါဖေ။ဆရာနုံဖကတော့ကျုပ်ကိုအဓိပ္ပာယ်ပါပါနဲ့ကြည့်တယ်ဗျ။လိုက်ဖြစ်စီခြင်းတဲ့သဘောပေါ့ဗျာ။ကျုပ်ကလည်းလိုက်ချင်လိုက်တာမှတပိုင်းကိုတီးနေတာပဲဗျ။အဘနဲ့အမေကိုပြောပြတော့ပထမတော့စိတ်မချကြဘူးဗျ။နောက်တော့ကျုပ်ကတိတ်သွားခြင်းနေတာကိုသိကြတော့အဘနဲ့အမေကကျုပ်ကိုခွင့်ပြုလိုက်ကြတာပေါ့ဗျာ။ကျုပ်ရဲ့ဆရာနုံဖကတော့ကျုပ်လိုက်မယ်ဆိုတော့ဝမ်းသာလိုက်တာပြောမနေပါနဲ့ဗျာ။ဆရာနုံဖနဲ့ကျုပ်နဲ့ရက်သိမ့်မဆိုင်တော့ပဲရန်ကုန်ကိုထွက်ခဲ့ကြတယ်ဗျ။ရန်ကုန်ကိုရောက်တော့ဗဟန်းဘက်ကိုသွားကြတယ်ဗျ။ဗဟန်းကိုရောက်တော့ခြံဝင်းကြီးတွေနဲ့တိတ်ဆိတ်ပြီးတစ်ပင်ကြီးတွေညှို့မိုင်းနေတဲ့လမ်းတွေကိုဝင်ခဲ့ကြတယ်။ခြံနမက်က20ခုဗျ။ခြံတကားကိုဆရာနုံဖကတွန်းဖွင့်ပြီးတော့ဝင်ခဲ့ကြတယ်။စင်ဝင်မြင့်မြင့်ကြီးထုတ်ပြီးစောက်ထားတဲ့ကျုံးအိမ်မဲမဲကြီးတစ်လုံးရဲ့ဝင်ပေါက်ကဘာသာတကားနားမှာရက်လိုက်ပြီးတော့အရက်ပူပြက်ပြက်နဲ့လူတစ်ယောက်ကပြေးထွက်လာတယ်ဗျ။အဲ့ဒီလူကဆရာနုံဖကိုတွေ့တော့ခေါင်းညွတ်ပြီးယူသေးပေးတယ်။ပြီးတော့ကျုပ်ကိုလည်းပြုံးပြပြီးနှုတ်ဆက်တယ်ဗျ။ကျုံနဲ့ဆရာနုံဖနဲ့အိမ်ထဲကိုဝင်လိုက်ပြီးဆရာနုံဖကဆရာကြီးရောဆိုပြီးအဲ့ဒီလူကိုမေးလိုက်တယ်ဗျ။အပေါ်တက်ကစာကြည့်ကန်ထဲမှာပါကျွန်တော်သွားပြောလိုက်ပါမယ်။ဆရာနုံဖတို့အိမ်ကမ်းမှာထိုင်ပြီးတော့စောင့်ကြပါဗျာ။အဲ့ဒီလူကရိုးရိုးသေးသေးကိုပြန်ပြောတာဗျ။ပြီးတော့အနောက်ဘက်ကိုလှမ်းကြည့်ပြီးလှမ်းអော်လိုက်သေးတယ်။အေးခင်ကြီးဆရာနုံဖတို့ကိုကော်ဖီလေးမုန်လေးချပါအောင်ဟေ့။အဲ့ဒီလူကအဲ့ဒီလူပြောပြတာနဲ့အပေါ်တက်ကိုတက်သွားတယ်ဗျ။အဲ့ဒါမောင်အေးတယ်ကွာဆရာကြီးရဲ့တပည့်ပေါ့ကွာ။အိမ်မှာကမောင်အေးနဲ့သူ့ညီမအေးခင်ကဆရာကြီးကိုလူလီသေးမရှိအောင်ပြုစုကြပါတယ်။မအေးခင်လာချပေးတဲ့ကော်ဖီနဲ့မုန်ကိုဆရာနုံဖနဲ့ကျုံနဲ့စားကြတောက်ကြလုပ်နေကြတယ်ဗျ။နုံဖပြန်ရောက်လာပြီလားကွ။အသားညိုညိုအရက်ထောင်ထောင်မောင်းမောင်းနဲ့ဥပရိယုတ်အတော်ကောင်းတဲ့လူတစ်ယောက်ကအေခန်းထဲကိုဝင်လာတယ်ဗျ။ပစိုးအပြာကွက်ကိုအပေါ်ကဟာဝီယန်ရှက်အင်းကြီးအပြာဖြော့ချဝေထားတယ်ဗျ။ဆရာနုံဖကစက္ကနဲ့မတ်တက်ရက်လိုက်တော့ကျုပ်လဲရောရောင်ပြီးထရက်လိုက်မိတာပေါ့ဗျာ။ပြန်လာပါပြီဆရာကြီးဟောတာကကျွန်တော်ပြောတဲ့မောင်တာတီပါ။အော်ဒါကမောင်တာတီလား။အခုလိုလိုက်လာတာဆရာကြီးအလွန်ဝမ်းသာတယ်ကွယ်။နုံဖကတော့မောင်တာတီရဲ့တတိရှိပုံကိုအာကြီးချီးမွမ်းတာကွယ်။အင်းလေအခုသွားရမယ့်ကိစ္စကလည်းတိတ်တော့လွယ်လွယ်ကူကူဟုတ်မယ်မထင်ဘူးကွမောင်တာတိလိုတက်တိကောင်းတဲ့လူငယ်တယောက်ကကိုညီမဖြစ်မှာ
ဟုတ်ကဲ့ပါဆရာကြီးဒီလိုမျိုးကိစ္စတွေဆိုရင်ကျုပ်ကလည်းလွတ်ကိုစိတ်ဝင်စားတာဗျဘာပဲရင်ဆိုင်ရကျုပ်ကူညီပါမယ်ဗျာဟာနေရာကျလိုက်တာကွယ်ကဲဆရာတပည့်နှစ်ယောက်အေးအေးစီစီထိုင်ကြကွယ်ကော်ဖီအေးအေးစီစီတောက်ကြအောင်ပြောဆိုဆိုနဲ့ဆရာကြီးဦးမင်းအောင်ကအေကန်းထဲကနေပြန်ထွက်သွားတယ်ဗျညနာကအလွန်တည်ငြိမ်ပြီးတော့အေဂျင့်နဲ့အသွင်ကိုစောင်းနေတာတိတ်ကိုပေါ်လွင်တာဗျအရက်က6ပေနီးပါးရှိပြီးတော့ကိုလုံးကထွားထွားချမ်းချမ်းတောင်းတောင်းခိုင်ခိုင်နဲ့တကယ်ကိုမြမပီးသားတဲ့ရုပ်ရည်ပဲဗျသပင်ကိုလည်းစီလိမ့်ပြီးတော့တေးသေးတက်တက်ဖိထားတယ်အထူးခြားဆုံးကတော့ဆရာကြီးရဲ့မျက်လုံးတွေပဲဗျနတ်မောင်ပြီးတော့အယောင်တောက်နေတယ်လို့ကိုထင်ရတာဗျပြောပုံဆိုပုံနေပုံထိုင်ပုံကိုကြည့်ရတာနဲ့တင်အင်မတန်ဂုဏ်တရေရှိတဲ့ပုံကိုဆိုတာပြောစရာကိုမလိုတော့တာဗျအသက်ကတော့60ကျော်လောက်ရှိမယ်ထင်တယ်ဗျဆရာကြီးကကိုမောင်အေးနဲ့မတ်အေးခင်ကိုကျုပ်တို့အတွက်အခန်းကြီးလုပ်ပေးဖို့တွားပြီးတော့စီစဉ်ပုံရတယ်ဗျထဏောင်ကုန်းရွာသားတာတိအဖို့ကတော့အားလုံးကအသက်ဆန်းနေကြီးဖြစ်နေတာပေါ့ဗျာခဏနေတော့ကိုမောင်အေးကရောက်လာတယ်ဗျဆရာနုံဖားနဲ့ကိုတာတီတို့အတွက်အခန်းကြီးပြင်ပြီးပါပြီခရီးပန်းလာလို့နားလိုက်ကြပါလို့ဆရာကြီးကပြောသွားပါတယ်ကျုံနဲ့ဆရာနုံဖားကိုအိမ်ကြီးရဲ့ခေါင်းရင်ဘက်ကအခန်းကြီးနှခမ်းမှာတယောက်တစ်ခန်းပြင်ပေးထားတာဗျအခန်းကြီးတွေများကောင်းလိုက်တာဗျကျွန်းကနေနေပေါ်မှာဣဆက်နေတဲ့မှုရကြီးတွေနဲ့ဗျတာတီဆိုတဲ့ကောင်ကခမားသီးတဲ့အတိုင်းပဲလေမကြီးပင်အောက်ကတစ်သားချမ်းကိုပြစ်ပေါ်မှာဝဘိုးချမ်းခေါင်းလှုပ်ပြီးတော့အိတ်နေတဲ့ကောင်လေးဗျကြွားပြောတယ်လို့တော့မထင်ကြပါနဲ့ဗျတကယ်ပါဒီလိုအိမ်မျိုးဒီလိုအိမ်ယာမျိုးမှာကျုပ်ကတခါမှမနေဘူးမအိပ်ဘူးပါဘူးဗျအဲ့ဒါကြောင့်လားခရီးပန်းလာလို့လားတော့မသိဘူးဗျအဲ့ဒီညကကျုပ်အိတ်လိုက်တာနောက်နေ့မနက်10 နာရီထိုးမှကိုနိုးတော့တာဗျကျုပ်နိုးလာတော့ကိုမောင်အေးကအိတ်ခမ်းဝါကအစင်းသင်းဆောင်ပြီးရေချိုးဖို့ရေကန်လုံးကြီးတပတ်သွားလိုက်တန်သွားလိုက်စီတွေပြီးတယ်ဗျပြီးတော့ရေချိုးကန်းကိုလိုက်ပို့တယ်ကျုပ်ကခရီးပန်းလာတာဆိုတော့ရေကိုတဝါကြီးချိုးပြစ်လိုက်တယ်ဗျကျုပ်ရေချိုးကန်းကထွက်တော့အိတ်ခမ်းနဲ့ပြန်ဝင်ပြီးအဝတ်စားလဲလိုက်တယ်ကိုတာဒီအိတ်ခမ်းမှာဆရာကြီးနဲ့ဆရာနုံဖစောင့်နေကြတယ်ကော်ဖီလဲအေးခင်ကအစင်းသင်းဖြောထားပါတယ်ကိုမောင်အေးကကျုပ်ကိုလာပြောတော့ကျုပ်လဲသူနဲ့အတူအိမ်ရှိကိုထွက်ခဲ့တယ်ဗျလားကွယ်မောင်တက်ဒီခရီးပန်းလာတော့အိတ်လူကောင်းနေထင်ပါရဲ့ဆရာကြီးကပြုံးပြီးတော့ပြောတယ်ဗျလာဟေးတာဒီဟောဒီမှာကော်ဖီတောက်ပြီးတော့မုံစိမ်းမောင်းလေးလဲစားလိုက်အောင်ကွာဆရာနုံဖကလည်းပြောတာဗျကျုပ်ကလည်းဆရာကြီးနဲ့ဆရာနုံဖရှိမှခက်ရွရွလေးဝင်ထိုင်လိုက်တယ်ဗျအေးကွာမောင်တာဒီရဲ့နားမလဲတဲ့သူတွေကတော့ကျုပ်တို့ကိုခက်ကြောင်ကြောင်လူတွေလို့တောင်ထင်ဖို့ရှိတာပေါ့ကွာဒါပေမဲ့မယုံမရှိနဲ့မောင်တာဒီရဲ့ဒီလောကမှာမော်ပညာဆိုတာရှေးနှစ်ပေါင်းများစွာကလေးကရှိခဲ့တာကွကျုပ်ကော်ဖီတောက်နေတော့မှဆရာကြီးကဘဟုတုတရစီလိုတဲ့သဘောနဲ့ပြောပြတယ်ဗျအေးအဲ့ဒီမော်ပညာစကလေးကအလင်းတက်မော်ပညာနဲ့အမောင်တက်မော်ပညာဆိုပြီးကွဲကွဲပြားပြားရှိခဲ့တာလေမောင်တာဒီရဲ့ဩဟုတ်ကဲ့ပါဆရာကြီးကျုပ်တခါမှမကြားဘူးတဲ့စကားတွေကိုကြားရတော့တိတ်ကိုအံ့ဩမိတာပေါ့ဗျာအလင်းပညာတွေကတော့လူတွေရဲ့ကောင်းကျိုးအတွက်လှုပ်ဆောင်ကြတယ်ဘာသာသာသနာကိုစောင့်ရှောက်ကြတယ်စေးကူးကြတယ်မကျွတ်မလွတ်တဲ့ဝိညာဉ်တွေကိုလမ်းကြောင်းပေါ်ရောက်အောင်လှုပ်ပေးကြတယ်ပြီးတော့အမှောင်ပညာတွေကိုဖြောင်းပြပြီးတော့ပညာတွေစွန့်ခိုင်းတယ်တချို့ကဒါကိုအထက်လန်းလို့ခေါ်ကြတာပေါ့ကွယ်ဒါကူတော့မောင်တာတီကြားဘူးမှာပါဟုတ်ကဲ့ကြားဘူးပါတယ်ဆရာကြီးတို့ကအလင်းပညာတွေအထက်လန်းပညာတွေပေါ့ကွယ်အေးလီအလင်းပညာတွေပဲဖြစ်ဖြစ်အမှောင်ပညာတွေပဲဖြစ်ဖြစ်ကိုကျင့်စဉ်တဲ့ကိုစွမ်းစွမ်းတမန်ကျင့်ကြံနိုင်ရင်ပညာခန်းမှာအထွတ်ထိပ်ကိုရောက်ကြတာကြီးပါပဲဒါပေမဲ့အောက်လန်းလို့ခေါ်တဲ့အမှောင်ပညာတဲ့တယောက်ပညာခန်းမှာအထွတ်ထိပ်ရောက်ပြီဆိုရင်တော့တော်တော်ကိုအန္တရာယ်ကြီးတာပေါ့ကွယ်ဟင်ဘာတွေများလုပ်ကြလို့လဲဆရာကြီးရဲ့အိုးဘဲနဲ့မိပါလေမောင်တာတီရဲ့လောကလူသားတွေကလောဘသားတွေကွယ်ကိုလိုချင်တာရဖို့ဆိုရင်လူသက်ရမှာလည်းမကြောက်ကြဘူးတစ်ဖက်သားကိုယူအောင်လုပ်ဖို့စီးပွားပြတ်အောင်လုပ်ဖို့မိသားစုတွေပြိုကွဲအောင်လုပ်ဖို့ဆိုတာတော့ကတော့အသေးအဖွဲကိစ္စလို့ကိုသဘောထားတာကွယ်ဟာကြောက်စရာကောင်းလိုက်တာဆရာကြီးရဲ့အေးကွယ်အဲ့ဒီလိုမျိုးလောဘဇောတက်ပြီးတော့တစ်ဖက်သားကိုမကောင်းကြံတော့မယ်ဆိုရင်အခုနကပြောတဲ့အမှောင်ပညာတွေအောက်လန်းပညာတွေကိုတူးတူးတိတ်တိတ်စုံစမ်းပြီးတော့လိုက်ရှာကြတော့တာပေါ့ကွာအဲ့ဒီမှာပဲသူတို့ကအပူဇော်ခံဆရာတွေအဖြစ်နဲ့ကြီးပွားချမ်းသာကြတော့တာလေတော်တော်ကိုအန္တရာယ်များတဲ့လူတွေပါလားဗျာအေးကွယ်အခုခေတ်ကပိုတောင်ဆိုးလာသေးတယ်ဟိအဖြူဝစ်အညိုဝစ်လေးဝစ်ပြီးတော့အထက်လန်းဆရာရောင်ဆောင်နေတဲ့အောက်လန်းနေတောင်ရှိနေတာမောင်တာတရဲ့ကျုပ်တို့အလင်းတက်ပညာတွေရဲ့အလောက်ကအဲ့ဒီအောက်လန်းကောင်တွေအောက်လန်းမတွေလောက်ထားတဲ့ပညာတွေကိုလိုက်ပြီးတော့ဖျက်ဆီးကြရတယ်ပြီးတော့အဲ့ဒီအောက်လန်းကောင်တွေကောင်မတွေကိုမိအောင်ဖမ်းပြီးတော့သူတို့ရဲ့ပညာတွေကိုစွန့်ခိုင်းရတယ်မစွန့်ရင်တော့ပြက်အောင်ဖျက်ပစ်ရတာပေါ့လေတခါတလေခေါင်းမာတဲ့ကောင်တွေကောင်မတွေနဲ့တွေ့ရင်သူတို့ရဲ့ပညာတွေကိုဖျက်ပစ်ရင်ဒင်းတို့ရဲ့အသက်ပါဆုံးရှုံးကုန်ကြတာပေါ့
ကျုပ်ကဆရာကြီးပြောတာတွေကိုနားထောင်ရင်းနဲ့တွေးနေမိတယ်ဗျကျုပ်ကိုအကဲခတ်နေတဲ့ဆရာကြီးကကျုပ်ကိုမေးတယ်မောင်တာတီဘာများမရှင်းလို့လဲကွသိကျင်တာကိုပွင့်ပွင့်လင်းလင်းမေးစမ်းပါကွာဆရာကြီးကတော်တော်ကိုပွင့်ပွင့်လင်းလင်းရှိတာဗျဩဒီလိုပါဆရာကြီးရဲ့ဆရာကြီးကဒီပညာတွေကိုဘယ်မှများသင်ယူတယ်လဲလို့တွေးမိသွားလို့ပါအေးကွကျုပ်စေးပညာသင်ယူနေတော့မှပဲပထမန်ဆရာကြီးဦးအောင်နဲ့ဆုံတွေ့ပြီးတော့အထက်လန်းပညာတွေကိုစပြီးသင်ခဲ့ရတယ်ပထမန်ဆရာကြီးဦးအောင်ဆိုတာထွက်ရက်ပေါက်ပုဂ္ဂိုလ်ကြီးကွသူပြည်တော်ဝင်လာတဲ့အချိန်လူလောကတွေကိုကိစ္စရှိလို့ပြန်လာရတဲ့အချိန်မှာကျုပ်ကိုသင်ပေးခဲ့တာပေါ့နောက်တော့ဆရာကြီးရဲ့ခိုင်းစေမှုနဲ့ပဲကျုပ်ကကုလသမဂ္ဂရဲ့ဆရာဝန်အဖြစ်နဲ့နိုင်ငံတကာလှည့်ရတယ်အဲ့ဒီလိုကဘာလှည့်ပြီးစိတ်ကူရင်းနဲ့ဒီပညာတွေကိုထပ်ပြီးတော့စီးပူးခဲ့ရပြန်တယ်နိုင်ငံရဲ့ခြားမှာလည်းဒီလိုပညာရှင်တွေအများကြီးရှိနေတာအကွယ်မောင်တတီရဲ့ကျုပ်နိုင်ငံခြားတိုင်းပြည်တွေမှာလှည့်လည်သွားလာရင်းနဲ့အောက်လန်းတွေကိုနှိမ်နှင်းနေကြတာနှစ်ပေါင်းမနှဲတော့ဘူးကွကျုပ်ဖြင့်ဆရာကြီးကိုကြည်ညိုလွန်းလို့ချက်ချင်းပဲလက်အုပ်ချပြီးတော့ကြောမိတာပေါ့ဗျာအေးမောင်တတီတာရုကွယ်တာရုကျုပ်ကိုအခုလိုဆရာလို့သတ်မှတ်တော့လေကျုပ်ကတပည့်လို့သတ်မှတ်ပါတယ်ကွ။အော်ဒါနဲ့မနှက်ဖြန်ဆိုရင်ကျုပ်တို့၃ယောက်ခရီးထွက်ကြရမယ်နော်။ခရီးအတွက်ကျုပ်အားလုံးစီစဉ်ပြီးပြီကွမောင်တတီ။ဟုတ်ကဲ့ပါဆရာကြီးကျုပ်ကတော့အချိန်မရွေထသွားဖို့အစင်းသင့်ပါပဲဗျာ။အေးကောင်းတယ်ကွမောင်တတီရဲ့ဒီလိုစိတ်ဓာတ်မျိုးကမှဆရာကြီးကလည်းကြိုက်တာကွ။အော်နွန်ဖကြီးမောင်တတီကိုရောက်တုံးရောက်ခိုက်ဖျားဖူးရအောင်ရွှေတကုံဖျားကြီးကိုပို့လိုက်ပါအောင်ကွ။ဟုတ်ကဲ့ပါဆရာကြီးကျွန်တော်ပို့လိုက်ပါမယ်။ဆရာကြီးကကျုပ်ကိုပြုံးပြီးတော့နှုတ်ဆက်တယ်ဗျပြီးတာနဲ့ထိုင်ရာကထပြီးအပေါ်ရက်ကိုတက်သွားတယ်မောင်အေးနဲ့အေးခင်ဒီမနက်စာတော့ကျုံနဲ့မောင်တာတီကိုမစောင်းနဲ့တော့ဟိမောင်တာတီကိုဖျားပို့ရင်အပြင်မှာပဲစားခဲ့မယ်ဟိညစာကြမှာပဲအိမ်မှာစားမယ်ကွဩဟုတ်ကဲ့ပါဆရာနွန်ဖမအေးခင်ကဆရာနွန်ဖကိုရိုးရိုးသေးသေးပြန်ပြောတယ်ဗျခဏနေတော့ကျုံနဲ့ဆရာနွန်ဖအပြင်ကိုထွက်ခဲ့ကြတယ်ဖျားကြီးဘက်ကိုဥတီပြီးတော့ပေါ့ဗျာကျုပ်တို့ခရီးထွက်ပြီဗျဆရာနွန်ဖကရှမ်းတိုက်ပုံနဲ့ရှမ်းပေါင်းမီပွားပွားအပေါ်ကလည်းပင်နီအောက်ကဘောင်းမီကလည်းပင်နီနဲဗျပြီးတော့ရှမ်းလွယ်ကြီးတစ်လုံးကိုလည်းလွယ်လို့ပေါ့ဗျာဆရာကြီးကတော့နိုင်ငံတကာမှာနေလာတယ်ဆိုပေမဲ့ဘောင်းမီတွေဘာတွေဝစ်လိုက်မယ်မထင်နဲ့ဗျပလီကပ်ပစိုးအပြာကွက်လုံကြီးနဲ့အပေါ်ကရှက်အင်းကြီးအဖြူခန့်နွမ်းနွမ်းလေးဝစ်ထားတယ်ဗျပြီးတော့ဆရာကြီးကလည်းလွယ်ကြီးတစ်လုံးလွယ်ထားတယ်ကျုပ်ကတော့တီးတဲ့အတိုင်းပေါ့ဗျာထနောင်ကုန်းသာတောသားမို့လားချီလုံကြီးတပန်နွမ်းလေးနဲ့ရှက်အင်းကြီးကလည်းပေအင်းကြီးဝါတာတာလေးဝစ်လို့ပေါ့ဗျာကျုပ်တို့တွေပထမဆုံးမော်လမြိုင်ကိုသွားကြတာဗျမော်လမြိုင်ကိုရောက်တော့ဆရာကြီးရဲ့တပည့်တယောက်အိမ်မှာတဲကြတယ်ဆရာနွန်ဖပြောတာကတော့ဒီလူကလည်းဆရာကြီးစီကနေပညာယူထားတဲ့တပည့်တယ်ဗျသူကလည်းအဆင့်တော်တော်ရှိနေပြီဆိုပဲနာမည်ကကိုအေးမောင်နဲ့လူကအရက်ရှိရှိအသားညွညူမျက်လုံးမျက်ခုံးကောင်းကောင်းအသက်45နှစ်လောက်ရှိပြီဗျဆရာကြီးကလည်းလွတ်ကိုယူသေးတဲ့လူဗျကျုပ်တို့ကိုဆရာကြီးရဲ့တပည့်တွေဆိုပြီးတော်တော်ကိုဂရုစိုက်တယ်ဗျအဲ့ဒီညကထမင်းစားတောက်ပြီးစကားဝိုင်းမှာဆရာကြီးကမေးတယ်ဗျဘလို့လဲမောင်အေးမောင်ရဲ့ဒီမှာရောအောက်လန်းနေထသေးလားကွထပါပြီလားဆရာကြီးရဲ့ဟိုတလောကလေးတင်မိုင်းတာကွင်းသားလေးကကလေးမတယောက်ကိုဝင်ကြီးအရင်မှနဲ့ကျွန်တော်စီရောက်လာကြတယ်ဒီရောက်တော့ကျွန်တော်စမ်းသက်ကြည့်တဲ့အခါသူ့ဘိုက်ထဲမှာကကလေးမဟုတ်ပဲမွေးရီအထွေးလိုက်ကြီးလုံးနေတာဆရာကြီးရဲ့ဟေးဒါကတော်တော်ကိုအစ်မြင့်တဲ့ကဝီရဲ့လက်ချက်ပဲကွာဟုတ်ပါဆရာကြီးရဲ့ကျွန်တော်လဲဆရာကြီးပေးထားတဲ့အင်ချက်ကိုတငယ်မရဲ့ဘိုက်ပေါ်တင်ပြီးအပေါ်ကမီးထွန်းပေးလိုက်တော့မှဘိုက်ထဲကမွေတွေစင်းစင်းကိုတီတော့တာပဲဗျာအဲ့ဒါနဲ့ကျွမ်းကျင်တဲ့လက်တင်မနှစ်ယောက်ခေါ်ပြီးအနောက်ဘက်ကအဆောင်ထဲတင်မွေးခိုင်းလိုက်တာမွေမ9កောင်တော့ဆရာကြီးရေလုံးထွေပြီးတော့ချင်းလုံးလူကိုကြစ်နေတာဗျာအရွယ်ကတော့လက်တန်းလုံးတာလောက်ရှိလိမ့်မယ်မောင်အေးမောင်ရဲ့ဒီကဝေတွေကတော်တော်ကိုစိုးတာပါကွာဒါနဲ့အဲ့ဒီကဝေကိုရောမင်းကမခေါ်ဘူးလားခေါ်ပါပြီလားဆရာကြီးရဲ့ဘာမှမဟုတ်ဘူးပြိုယူရီးယားဘက်ကပဲရှမ်းလားယူရီးယားလားတော့မကွဲပါဘူးဗျာကြောက်လန့်ပြီးတော့သူ့ရဲ့ပညာတွေစွန့်သွားလေရဲ့ဒီတငယ်မလေးကိုတက်တက်မနာလို့မရှုစိမ့်ဖြစ်ပြီးတော့လှုပ်လိုက်တာတဲ့ကဝေမပဲဗျာသူ့ကိုဒီပညာသင်ပေးတာကယူရီးယားကကပလီမာကြီးဆိုပဲဆရာကြီးရဲ့အဲ့ဒီကဝေမာကြီးကတော်တော်ကိုအစင်းမြင့်ဆိုပဲဗျာဘလို့ကွမောင်အေးမောင်ရဲ့ယူရီးယားကကပလီမာကြီးဟုတ်လားဟုတ်တယ်ဆရာကြီးကျွန်တော်စီမှာပညာစွန့်သွားတဲ့ကဝေမာကအဲ့ဒီအတိုင်းပြောသွားတာပါဆရာကြီးဆရာကြီးတို့အခုလာခဲ့တဲ့ကိစ္စကအဲ့ဒီကပလီကဝေမာကိစ္စပဲမောင်အေးမောင်ရဲ့မောင်အေးမောင်မကြားသေးဘူးထင်တယ်ယူရီးယားနယ်စပ်မှာလူ4ယောက်ရှိပြီကွအကောင်သားကနေခောက်ကနေဇက်ကျိုးပြီးတော့တေးကြတာလေဟင်ဟုတ်လားဆရာကြီးကိုအေးမောင်ကတန်တော်မေးတယ်ဗျဆရာကြီးကကိုအေးမောင်ကိုလက်ကပြပြီးဆက်ပြောတယ်နေအောင်မောင်အေးမောင်မအံ့ဩနဲ့အောင်ကွအဲ့ဒီလိုတည်သွားတဲ့လူတွေကိုအလောင်းပြင်ထားတဲ့အခါ
ရင်ဘက်မှာအပေါက်ကြီးဖြစ်နေပြီးတော့အတွင်းကအသေးတွေနှလုံးတွေဘာမှမရှိတော့ဘူးဆိုပဲကွဟာကြောက်စရာကြီးပါလားဗျာအဲ့ဒီလိုဖြစ်တော့မယ်ဆိုရင်အာတုဘအလောင်းဆောင်တဲ့လူတွေကအိပ်ပျော်သလိုလှစ်ကနေဖြစ်သွားတာဆိုပဲကွအဲ့ဒီအချိန်လေးအတွင်းမှာအလောင်းကိုဖောက်ပြီးတော့နှလုံးတွေကိုနှိုက်သွားတာတဲ့ကွဟာဖြစ်မှဖြစ်ရလေဆရာကြီးရဲ့ဒါနဲ့ယူရီးယားကကပလီကဝေမနဲ့ဒီကိစ္စကစိုင်းနေလို့လားဆရာကြီးဆိုပါပြီလားမောင်အေးမောင်ရဲ့အဲ့ဒါသူလုံနေတာပေါ့ကွအဲ့ဒီကဝေမအကြောင်းကျုပ်ကကောင်းကောင်းကြားဘူးတယ်အသက်ကရာချီပြီးတော့ရှိနေပြီကွအရင်ကတော့အာဖရိကဘက်မှာကြက်စားနေတာကျုပ်အဲ့ဒီမှာနေတော့ကဒီကဝေမကိုလိုက်ဖူးသေးတယ်အဲ့ဒီတော့ကကျုပ်ရဲ့ပညာကလည်းဒီလောက်မဆုံးသေးဘူးပြီးတော့အခုလိုမျိုးတပည့်ကောင်းတွေကလည်းမရှိသေးတော့ကျုပ်တယောက်တည်းဘလူမကိုလိုက်လို့မရခဲ့ဘူးကွသူတို့လမ်းစဉ်ကထုံတဆင့်ခုဖို့မောင်တာတီနားလေအောင်ပြောရရင်တော့အသက်ထက်ရှည်ဖို့ပေါ့လေအချိန်အခါရောက်လာရင်လူသက်ပြီးတော့အခုလိုမျိုးလူနှလုံးကိုဖောက်စားရတယ်ကွသူတို့ရဲ့အသက်တပြန်ထက်ရှည်ဖို့လူ73ယောက်ပြည့်အောင်တက်ပြီးတော့နှလုံးကိုအစိမ်းစားရတာလေကွာအနှစ်တော်တော်ကြာမှတစ်ခါစားရတာပေါ့ကွာအမြဲတမ်းတော့စားမနေရပါဘူးပြီးတော့ဒီကပလီကဝေမာကြီးကဒါမျိုးလို့ရင်နေစမ်းမျိုးတွေရွာတွေမှာပဲလှုပ်လိမ့်ရှိတယ်ကွာဒီတစ်ခါတော့ဒင်းကျုပ်လက်ကနေမလွတ်တော့ပါဘူးလေဆရာကြီးကတန်လိုက်တဲ့အပြည့်ပါတဲ့အတန်နဲ့ခက်အေးအေးပဲကျုံသွားတယ်ဗျကျုပ်ကတော့ကြက်သိန်းနေတောင်တဖြန်းဖြန်းထသွားတော့တာဗျကျုပ်ဆိုတဲ့ကောင်ကတတိရှိတယ်သာဆိုတဲ့ကြက်သိန်းကတော့တဖြန်းဖြန်းထတဲ့ကောင်ဗျဒါဆိုရင်ဆရာကြီးတို့ဘယ်တော့တောင်ပေါ်တက်ကြမှာတော့ကိုရင်မောင်ကမေးတာဗျနေစမ်းမျိုးတွေကတောင်ပေါ်မှာရှိတာဆိုတော့အဲ့ဒီမျိုးတွေကိုသွားရင်တောင်ပေါ်တက်တယ်လို့အဲ့ဒီဒေသမှာသုံးတာဗျအချိန်မဆိုင်တော့ဘူးမောင်အေးမောင်ကြီးမနှက်ဖြန်ဆိုရင်ကျုပ်တို့ခီးဆက်မယ်ဟာဒါဆိုရင်ဆရာတပည့်အေးမောင်လဲလိုက်ပြရစီဆရာဒီလိုပွဲမျိုးကိုဆရာကြီးနဲ့အတူနှွှဲခွင့်ပေးပါဗျာအေးကောင်းတာဗောမောင်အေးမောင်ရဲ့မင်းပါတော့ကျုပ်မှာပိုပြီးအားရှိတာဗောနွန်ဖရဲ့မင်းရဲ့ဆိုရင်ကျုပ်မှာအားပြည့်သွားတာဗောကွာဟာနေရာကြလိုက်လေဆရာကြီးရဲ့ဒါဆိုရင်မနှက်ဖြန်ခီးဆက်ဖို့ကျွန်တော်အားလုံးစီစဉ်လိုက်ပါမယ်ဆရာကြီးတို့ဆရာနွန်ဖတို့မောင်တာတီတို့အေးအေးဆေးဆေးအနားယူကြပါဗျာဆရာကြီးရဲ့ဆရာနွန်ဖရဲ့ဆရာကိုအေးမောင်ရဲ့ကျုပ်ရဲ့မြဝတီမြို့မှာစခန်းချပြီးတော့နေဆက်တစ်လျှောက်ကမြို့ရွာတွေကိုလူလွတ်ပြီးတော့စုံစမ်းကြတယ်ဗျဒီလိုကိစ္စမျိုးဖြစ်သွားခဲ့တာ၄နေရာရှိတာဟုတ်တယ်ကျုပ်တို့စခန်းချတဲ့နေရာကဆရာနွန်ဖစီကိုရောက်လာပြီးဆရာလာရှာတဲ့လူတွေရဲ့ခြံဝင်းကြီးထဲမှာလေဗျာအဲ့ဒီလူတွေရဲ့အစီအစဉ်နဲ့ပဲလူလွတ်ပြီးတော့သတင်းထောက်လန်းနေရတာလေကျုပ်တို့ရောက်တာတပတ်ကျော်လာပြီအခုထိတော့ဒီလိုကိစ္စမျိုးထပ်မဖြစ်သေးဘူးဗျကျုပ်ကတော့အိတ်လိုက်စားလိုက်နဲ့ပြင်းအောင်ပြင်းလာပြီဗျာဆရာကြီးကအပြင်ထွက်ပြီးတော့လေပတ်ခွင့်လည်းမပေးဘူးဗျာဒီလိုနဲ့ခြံဝင်းကြီးထဲမှာနေရင်သတင်းစောင့်နေကြတာပေါ့ဗျာဆရာကြီးရဲ့ဆရာနွန်ဖရဲ့ဆရာကိုရေးမောင်ရဲ့ကတော့ပတိစိတ်တရားထိုင်လုပ်နေတာတဏီကုန်မဲ့ဗျညတောင်မှအိတ်ကြရလားမသိဘူးဗျထူးမဲ့ထူးတော့ညဘက်ကြီးဗျည8 နာရီလောက်ရှိပြီသတင်းထောက်လန်းတဲ့လူတယောက်ကခြံထဲကိုပြေးဝင်လာတယ်ဆရာကြီးစီကိုအရောက်လာပြီးတော့မော်ကြီးပန်ကြီးပြောတော့တာပဲဗျဆရာကြီးရေဖြစ်ပြီဖြစ်ပြီမြို့အနောက်ဘက်ကရွာလေးမှာဗျအဲ့ဒီမှာကရိုးရရားနဲ့မုံနေကြီးနေတာလေညနေ4 နာရီလောက်မှာလူငယ်တယောက်ပဲဗျဟော်ရီတငယ်လောက်ရှိတဲ့လူငယ်တယောက်ပေါ့ရုတ်တရက်ကြီးဆက်ကျိုးပြီးတော့တည်သွားတယ်ဗျသတင်းယူလာတဲ့လူကကျုပ်ဘက်ကိုလက်ညှိုးကြီးထိုးပြီးတော့ပြောတာဗျကျုပ်ကတော့ကြက်သိန်းတွေကိုဖြန်းကနေထသွားရောဗျအဲ့ဒါရွာကလူတွေကအခုပဲအလောင်းပြင်ပြီးတော့သွားကြတယ်သူတို့ကလည်းသိတယ်ဆရာကြီးရဲ့ဒီနေ့ညအလောင်းရဲ့နှလုံးကိုအထုတ်ခံရမယ်ဆိုတာသူတို့သိတယ်လေအဲ့ဒါကြောင့်ရွာမှာရှိတဲ့ယောက်ျားတွေအကုန်ဆောင်ဖို့တကြီးကစော်ဩနေလေရဲ့ဗျာကဲအချိန်ကြပြီနွန်ဖားတို့အေးမောင်တို့တာတီတို့သွားကြစို့ဟေ့ကျုပ်တို့အားလုံးလွယ်အိတ်တွေကိုစီလွယ်ပြီးတော့ဆရာကြီးကရှေ့ကထွက်ကျုပ်တို့ကနောက်ကလိုက်ကြတာပေါ့ဗျာကျုပ်ကတော့လွယ်အိတ်မပါဘူးဗျလူကြီးပါပဲသတင်းလာပို့တဲ့လူကရှေ့ကနေလမ်းပြတယ်ဗျမဝေးပါဘူးဗျာနာယီဝက်လောက်ခပ်ပြင်းပြင်းရှောက်လိုက်တယ်ဆိုရင်ပဲအဲ့ဒီရွာကိုရောက်တယ်ဗျရွာကတော့အကြီးသားပဲဗျအင်ကြီးကလည်းနဲမယ်တော့မထင်ဘူးဗျအာတုဘအိမ်ရောက်တော့ဝင်းကြီးထဲမှာအောက်လင်းတမီတွေထွန်းထားတယ်တည်တဲ့လူငယ်ရဲ့မိဘတွေကပစ္စည်းရှိပုံပဲဗျခြေတန်းရှိအိမ်ကြီးကလည်းအတော်ကိုကြီးတာဗျအိမ်အောက်ကကုတ်ပြစ်တွေပေါ်မှာယောက်ျားအယောက်90ကျော်လောက်စုပြီးတော့ထိုင်နေကြလေရဲ့ဆရာကြီးရဲ့တရင်ကိုကြိုပြီးတော့ပြောထားပုံရတယ်ဗျကျုပ်တို့လည်းခြံဝိုင်းထဲကိုရောက်ရောအင်ရှင်တွေကမျက်ရည်လေးတဆန်းဆန်းနဲ့ကြိုးရှာပါတယ်ဗျကဲတကောင်ဆိုရင်ဒီမကောင်းဆိုးဝါးမကြီးကလာတော့မှအသေးချပဲဗျဒီတော့အားလုံးပဲကျုပ်ပြောသလိုလုပ်ပါဟုတ်ကဲ့ဆရာကြီးအမိန့်ရှိတဲ့အတိုင်းကျုပ်တို့လုပ်ပါမယ်လူငယ်ရဲ့အဖေဖြစ်ပုံပေါ်တဲ့လူကြီးကဆရာကြီးကိုရိုးရိုးသေးသေးပြောတယ်ဗျဆရာကြီးကအိမ်ပေါ်တက်ကနေပြီးတော့ခြံဝင်းကြီးရဲ့နောက်ဖက်မှာပြင်ထားတဲ့အလောင်းစင်ကိုလှမ်းကြည့်တယ်သူတို့ဒေသရဲ့ဒလိထဲမှာရဲ့ဗျာဝါးတိုင်လေးတိုင်နဲ့ဂရင်ပုံစံလုပ်ပြီးတော့အလောင်းစင်ပြင်ထားတယ်ဗျအလောင်းရဲ့ခေါင်းရင်ဘက်မှာတော့ခုံမြင်လေးတစ်လုံးနဲ့တောက်ရီခွက်တစ်လုံးထမင်းတစ်ပွဲပြင်ပြီးတော့တင်ထားလေရဲ့
အလောင်းကိုတော့စောင်းကြားကြီးတစ်ထည်အုပ်ထားလို့မျက်နှာကိုမတွေ့ရဘူးဗျအလောင်းကတော့စင်ပေါ်မှာဆန်းဆန်းကြီးပေါ့ဗျာကဲမောင်တာတီတိတိချာချာနားထောင်တော့ဆရာကြီးမင်းကိုပြောပြမယ်ဆရာနွန်ဖရောကိုအေးမောင်ရောကြံတဲ့ရွာသားတွေရောဆရာကြီးပြောတာကိုနားဆွနေကြတာဗျဒီကပလီကဝေမာကြီးကပညာအဆင့်တော်တော်ကိုမြင့်တဲ့လူသားစားကဝေမာကြီးကွယ်ကဘာရရက်မှာလှက်ပတ်နေထိုင်နေတာအသက်ကလည်းယာချီနေပြီဒီတော့ဒီကဝေမာကြီးကရောက်လာရင်မြင်ရမှာမဟုတ်ဘူးသိကြတယ်ဒီတော့နွန်ဖကမောင်တာတီကိုမျက်ကွင်းစီကွင်းပေးလိုက်ပြီးရင်အလောင်းကိုအိမ်အောက်ထက်ရွှေ့ပြီးတော့တိတ်တိတ်ချာချာဖွက်ထားကြအလောင်းစင်ပေါ်ကိုမောင်တာတီကတက်နေရမယ်အလောင်းနဲ့တူအောင်နေပြီးတော့မောင်တာတီရေဘာမှမကြောက်နဲ့နော်ဆရာကြီးရှိတယ်နွန်ဖတို့ကိုအေးမောင်တို့လည်းရှိတယ်မင်းဘာမှမဖြစ်နိုင်ဘူးကဲခမည်းတော်ကတော့ညနေကအလောင်းပြင်တဲ့အတိုင်းမောင်တာတီကိုပြင်ကြပြီတော့ဆရာကြီးရဲ့စကားဆုံးတာနဲ့ယောက်ျား2ယောက်3ယောက်ကကျုပ်ကိုတနခါးတွေဖွေးနေအောင်လိမ့်ပြီးတော့တာဗျပြီးတော့ကျုပ်ကောင်းမှာသပင်းလေးစုချီပြီးခေါင်ရမ်းပန်းအနီးကြီးတစ်ပွင့်ပန်ပေးကြတယ်ဗျမှန်မကြည့်ပေမဲ့ကျုပ်သိပါတယ်ဗျာကျုပ်မျက်နှာကတကယ်ကိုအာတုဘကြီးနဲ့တူနေမှာပါဗျဆရာနွန်ဖကလည်းကျုပ်ကိုမျက်ကွင်းစီကွင်းပေးတယ်ဗျကဲမောင်တာတီပြီးရင်မင်းနဲ့အလောင်းနဲ့လဲမယ်ဟိနားထောင်အောင်ကွယ်မောင်တာတီညတကောက်ဝင်းကျင်မှာကပလီကိုဝေမာကြီးလာလိမ့်မယ်ကွာမင်းကအလောင်းရောင်ဆောင်ရင်ကနေမျက်စိလေးမပွင့်တပွင့်လှုပ်ပြီးတော့ကြည့်နေသိလားဒီဟာမကြီးကလက်ကြီးမြောက်ပြီးတော့မင်းနှလုံးကိုဖောက်မယ်အလုံးမှာအလောင်းစင်ပေါ်ကနေအောက်ကိုလှိမ့်ချလိုက်ပြီးရင်ကျုပ်တို့နောက်မှာမောင်တာတီကဝင်ရက်ပြီးတော့မင်းတွေးသမျှကိုဆရာကြီးတွေကိုပြောပြပြီးတော့ကွယ်ကျုပ်တို့ကသူ့ကိုမြင်ရမှာမဟုတ်ဘူးလေမောင်တာတီကသာမျက်ကွင်းစီးကွင်းထားလို့မြင်ရမှာမို့လားခတ်တာကအဲ့ဒီမျက်ကွင်းစီးကဆရာကြီးမကွင်းရဘူးကွယ်အဲ့ဒါကြောင့်မောင်တာတီကိုခေါ်ခဲ့ရတာပေါ့ဒီမှာမောင်တာတီအဲ့ဒီကပလီမာကြီးရှိတဲ့နေရာကိုလက်ညှိုးနဲ့သာတဲ့ထိုးပြပြီးတော့ဒီကောင်မဘာလုပ်တယ်ဆိုတာဆရာကြီးကိုမြန်မြန်ဆန်ဆန်ပြောဟုတ်ပြီလားကွယ်ဆရာကြီးဒီကိုဝီမာကြီးကထွက်ပြေးသွားရင်ဘယ်လိုလုပ်မလဲဗျဟာအဲ့ဒါတော့မပူနဲ့မောင်တာတီရေဆရာကြီးကကဝီထောင်းချောက်အင်းကြီးကိုအလောင်းစင်ရဲ့ဘေးမှာချထားမှာမောင်တာတီလှိမ့်ချလိုက်တာနဲ့ကျုပ်ကမန်နန်တစ်ခုကိုရွတ်လိုက်ရင်အင်းကချက်ချင်းအသက်ဝင်ပြီးတော့ဒီကဝီမထွက်မပြေးနိုင်တော့ဘူးကွ။အော်ဒီလိုလား။ကဲကျုပ်ကတော့အစင်သင်းဖြစ်ပြီဆရာကြီးရေ။အေးကွမောင်တာတီမင်းရဲ့တက်တီကိုတော့ဆရာကြီးချီးမွမ်းပါရဲ့ကွယ်။အဲ့ဒါကြောင့်လဲမင်းကိုနွန်ဖကအားကြီးချီးမွမ်းတာကို။ကဲခင်ဗျားတို့ရွာသားတွေကလည်းအလောင်းကိုရွှေ့ကြပြီတော့ဗျ။ပြီးတော့အလောင်းကိုလုံအောင်ဝှက်ကြနော်။နည်းနည်းမှခြေရလက်ရမပြတ်ကြစီနဲ့။ဟုတ်ကဲ့ပါဆရာကြီး။ရွာသားတွေကပြောပြီးတာနဲ့အလောင်းစင်ဘော်ကအလောင်းကြီးကိုအိမ်ထဲကိုရွှေ့သွားကြတာဗျ။ကျုပ်ကလည်းအောက်ထက်ကိုဆင်းအလောင်းစင်ဘော်ကိုအသာလေးတက်ပြီးတော့ဆန်းဆန်းလေးလှဲချလိုက်ရတာပေါ့ဗျာ။တနခါဖွေးဖွေးကြီးနဲ့ခေါင်ရမ်းပန်းအနီကြီးပန်ထားတဲ့ကျုပ်မျက်နှာကဘလို့ပဲကြည့်ကြည့်အလောင်းကောင်ကြီးနဲ့တူနေမှာဗျ။အလောင်းစင်ရဲ့ခေါင်းရင်းမှာဝိုင်းတိုင်ကလေးစိုက်ပြီးထွန်းထားတဲ့ရေနံစီမှန်ရင်လေးရဲ့အလင်းရောင်ဖြော့အောင်မှာဆိုရင်အလောင်းပြင်ထားတဲ့အတိုင်းပေါ့ဗျာ။ဘသူကရိမ့်ပြီးတော့မှလဲဗျ။ကျုပ်ကိုလည်းအလောင်းကောင်ကိုလှုပ်တယ်လို့ပဲမူးတုံဆောင်ပါလေးတစ်ထည်လွှမ်းထားလိုက်ကြတယ်ဗျ။ဒါပေမဲ့ဆရာကြီးကမတိမတာစောင်းလေးမှာအပေါက်တွေဖောက်ပေးလိုက်တယ်။ကျုပ်ရဲ့နှာခေါင်းပေါက်မှာတစ်ပေါက်မျက်စိတက်မှာ2ပေါက်ဗျ။ကျုပ်အသက်ရှူဖို့လည်းမခက်ဘူးပေါ့ဗျာ။အပြင်ကိုလည်းအပေါက်လေးကနေချောင်းကြည့်လို့ရတာပေါ့။ဆရာကြီးကအလောင်းစင်ဘေးမှာဆက်ဝိုင်းတစ်ခုဆွဲပြီးတော့အင်းချတယ်ဗျ။ဆရာကြီးရဲ့ပါဇက်ကမန်နန်ရွတ်တဲ့အတန်ကိုကျုပ်ကအလောင်းစင်ဘော်ကနေကြားနေရတယ်ဗျ။ကဲမောင်တာတီရေကျုပ်ကတော့ကဝီထောင်ချောက်အင်ကြီးချပြီးပြီကွ။ဘာမှမကြောက်နဲ့နော်။ဆရာကြီးပြောတဲ့အတိုင်းသာလုပ်ပြီးတော့ဟုတ်ရဲ့လား။အလောင်းကြီးလိုဆန်းဆန်းကြီးအိတ်နေတဲ့ကျုပ်ကိုဆရာကြီးကအလောင်းစင်ဘေးကနေကပ်ပြီးတော့ခတ်တိုးတိုးပြောပြီးထွက်သွားတယ်ဗျ။အလောင်းစင်မှာခင်းထားတဲ့ဝါကြံကင်းကမညီမညာဆိုတော့ကြောကအောင်းတယ်လို့ဖြစ်လာတယ်ဗျ။ဒါပေမဲ့ကျုပ်ကပေးပြီးတော့ခံရတာပေါ့ဗျာ။ဆောင်းပေါက်လေးတွေကနေကျုပ်ကအပြင်ဘက်ကိုချောင်းကြည့်တယ်ဗျ။အိမ်အောက်ကကွပ်ပြစ်မှာလူတွေ10ယောက်တဝိုင်းလောက်ဝိုင်းပြီးပူကာဆွဲနေကြတယ်ဗျ။အောက်လင်းဓမီယောင်ကထိန်နေတာလေ။အေးကျုပ်ရှိတဲ့အလောင်းစင်မှာပဲမှန်အင်ကလေးထွန်းထားတာဆိုတော့မှိန်ပြပြလေးပေါ့ဗျာ။ဆရာကြီးတို့ကတော့မတွေးတော့ဘူးဗျ။ကျုပ်ကမလုံးမရှက်ငြိမ်နေရတော့ညောင်းလာတာပေါ့ဗျ။ဒီတော့အညောင်းပြေအောင်ခြေထောက်ကိုစန့်ထုတ်လိုက်တော့ပူပြီးတောင်းတောင်းကြီးဖြစ်လာတာနဲ့အလောင်းကြီးနဲ့ပူပြီးတော့တူနေတော့တာဗျ။နာယီဝက်လောက်ကြာတော့အေးလာပြီဗျ။အေးတက်ဝင်လာပြီပေါ့လေ။ညနဲ့လာပြီဗျ။ဟောခွေးဥတန်နေဗျ။ရွာနောက်ဘက်ကကြားတာဗျ။ခွေးဥတန်တွေကတဖြည်းဖြည်းနီးလာတယ်။တစ်ပင်ပေါ်ကညာအိမ်ငှက်တွေတောင်လန့်ပြီးတော့ထပြန်ကုန်ကြတယ်ဗျ။ကျုပ်လဲစောင်းအပေါက်လေးကနေအိမ်ထဲကိုချောင်းကြည့်လိုက်တယ်။ဟာအံ့ဩစရာပဲဗျာ။အောက်လင်းတက်မီကြီးတွေတထိန်ထိန်နဲ့ဖဲရိုက်နေတဲ့လူတွေကအတန်တိတ်သွားပြီးတော့ခေါင်းကိုင်းဆိုင်ကြီးတွေကြပြီးအိတ်ကုန်ကြပြီဗျ။ဆရာကြီးတို့3ယောက်လည်းအိမ်မော်ကပြေးစင်လာပြီးတော့အလောင်းစင်နဲ့မလန်မကန်ကတစ်ပင်ကြီးတွေနောက်ကိုဝင်ပြီးတော့ပုံလိုက်ကြပြီဗျ။တာတိတ်ဆိုတဲ့ကျုပ်ကလည်းတက်တိရှိပါတယ်ဆိုမှထားလိုက်တဲ့ချက်သိန်းနေဗျာ။ဖြန်ကနေနေရပဲဗျ။ဟောလီမတိုက်ဖဲနဲ့တိရွက်တွေတရှဲရှဲလှုပ်နေပါရောလား။ကျုပ်ကစောင်းပေါက်ကလေးကနေချောင်းကြည့်နေတယ်ဗျ။မျက်တောင်တစ်ချက်တောင်မခက်ရဲဘူးဗျ။
ကျုပ်တစ်ချက်လစ်သွားတာနဲ့ကျုပ်ရင်ဘက်ကနှလုံးကြီးပါသွားမှလေဗျာဟာအမလီဖျားခြံဝင်းထဲကိုဝင်လာပြီဗျဟုတ်ပါဗျာဆရာကြီးပြောတဲ့အတိုင်းကပလီမမဲမဲကြီးပဲဗျအရက်ကြီးက9 ပေလောက်ရှိမယ်ထင်တယ်သပင်ဖာယာကြီးချလို့ဗျမျက်လုံးကြီးတွေကလည်းမီးတောက်နေသလားထင်ရတယ်ဗျဝစ်ထားတာကခေါင်းဝင်ကြီးဗျထမိန်မဟုတ်ဘူးခေါင်းဝင်ကြီးကလည်းစုပ်ပြေးနေတာဗျအလောင်းစင်ဘက်ကိုရှောက်လာရင်တုံငနဲ့ရက်သွားတယ်ဗျအိမ်ထဲကငုတ်တုတ်အိတ်နေတဲ့သူတွေကိုတစ်ချက်လှမ်းကြည့်တယ်ဟာကပလီကိုကြီးမကြီးကတဟီဟီရီနေသေးတယ်ဗျပြီးတော့မှကျုပ်ရှိတဲ့အလောင်းစင်ကိုတစ်ချက်လှမ်းကြည့်တယ်ဗျအောင်မလေးဗျအရေးသေးကြမှာပဲကျုပ်ရဲ့နှလုံးကလည်းခုန်နေလိုက်တာကိုကြီးမကြီးကြားသွားမှဖြင့်မတွေးဝန်းစရာပဲဗျဖျားလာပြီဗျလာပြီကျုပ်စီကိုလာနေပြီဗျအမလီကျုပ်ဘေးကိုရောက်လာပြီဗျမျက်လုံးပြူးကြီးနဲ့ကျုပ်ကိုငုံကြည့်နေတယ်ကျုပ်ရဲ့ကိုယ်ပေါ်ကလွှမ်းထားတဲ့ဆောင်းကိုဆွဲပြီးတော့ဖယ်ပစ်လိုက်တယ်ဗျကျုပ်ကတော့အသက်ကိုလုံးဝမရှူရဲဘူးဗျအခုနေဆိုရင်ဒီကဝေးမကြီးကဆရာကြီးချထားတဲ့ကဝေးထောင်ချောက်အင်းကြီးတဲ့ကိုရောက်နေပါပဲလို့ကျုပ်ကအလူရက်တွေးမိလိုက်တယ်ဗျဟောမျက်လုံးကြီးတွေကပို့ပြီးတော့ပြူလာတယ်ဗျဟာခေါင်းကြီးကိုအပေါ်မော့ပြီးတော့ပါဇက်ကလည်းဘာတွေလဲမသိဘူးဗျရွတ်နေလေရဲ့အလူလက်ကြီးတစ်ဖက်ကလေထဲကိုမြောက်တက်သွားပြီဗျကျုပ်ရဲ့နှလုံးကိုဖောက်ထုတ်တော့မယ်ဗျဖောက်ထုတ်တော့မယ်ကဲဆရာကြီးပြောတဲ့အချိန်ရောက်ပြီဗျကဲဟာကျုပ်လည်းအလောင်းစင်ဘေးကိုလှိမ့်ချလိုက်ပြီဗျကျုပ်ကမြေကြီးပေါ်ကိုပုတ်ကနေအကြမှာဆရာကြီးကပြေးထွက်လာပြီးတော့အလောင်းစင်ဘေးကိုလက်ညှိုးနဲ့ထိုးပြီးမန်တန်တစ်ခုကိုအတန်အောင်ကြီးနဲ့ရွတ်တော်တယ်ဗျကျုပ်လည်းမြေကြီးပေါ်ကနေကြပြားကြရာလူးလဲထားပြီးတော့ဆရာကြီးရဲ့နောက်ကိုကတ်လိုက်တယ်ဆရာနွန်ဖနဲ့ဆရာကိုအေးမောင်လည်းပြေးထွက်လာကြပြီးတော့ဆရာကြီးရဲ့လက်ဝဲနဲ့လက်ရမှာရန်လိုက်ကြတယ်ဗျကျုပ်ရဲ့တာဝန်ကကဝေမာကြီးကိုကြည့်ပေးရမှာလေဗျာမောင်တာတီပြောလီဟုတ်ကဲ့ဆရာကြီးတို့ကိုမျက်လုံးပြူးကြီးနဲ့ကြည့်ပြီးတော့လက်ထဲကတခုခုနဲ့ပြစ်ဖို့လုပ်နေတယ်ဗျပါဇက်နားကိုကပ်ပြီးတော့ပွားစီနဲ့ရွတ်နေတယ်ဗျဟောပြစ်တော့မယ်ပြစ်ပြီးဆရာကြီးဟာကပလီမာကြီးရဲ့လက်ထဲကဝင်းနဲ့အယောင်နေလက်သွားပြီဗျအလင်းဆက်လေးတစ်ခုပြေးထွက်လာတာဗျဆရာကြီးကလည်းလက်ထဲမှာအသင့်ခိုင်ထားတဲ့အင်ဂျက်တစ်ခုနဲ့ပြစ်လိုက်တာကွက်တိပဲဗျလွှဲထွက်လာတဲ့အလင်းဆက်ကိုဓာတ်ရိုက်ထိသွားပြီးတော့ဝုံကနေအတန်ကြီးမြည်သွားတယ်ဗျမီးခိုးတွေလိုမြူတွေလိုအခိုးအငွေ့တွေတောင်ထွက်သွားပြီးတော့ကဝေမာကြီးဖင်ထိုင်ရက်လဲကျသွားတယ်ဗျကျုပ်ကတော့မြင်တာတွေကိုဆရာကြီးတို့ကိုအကုန်ပြောပြနေရတာပေါ့ဗျာဟောပြန်ထလာပြီဆရာကြီးဒီတခါတော့သူ့ရဲ့သပင်တွေကိုဆွဲနှုတ်လိုက်တယ်ဗျပြီးတော့ပါဇက်နားမှာမန်းမုံနေပြီဟာဒါသူ့ရဲ့ကိုယ်တွေကိုခွဲထုတ်တော့မှာကွာသူရှိတဲ့နေရာကိုလက်ညှိုးတက်ထိုးပြစမ်းမောင်တတ်တီဟိုမားဆရာကြီးအဲ့ဒီမှာကျုပ်ကကဝေမာကြီးကိုလက်ညှိုးနဲ့တဲ့ထိုးပြလိုက်တယ်ဗျကဲနော်ဖားနဲ့အေးမောင်အချိန်မရှိဘူးကဝေတက်ဖြတ်အင်းတော်ကြီးနဲ့ဗျိုင်းတူပြည့်ရမယ်မြန်ထုတ်ကြဟိဟုတ်ကဲ့ဆရာကြီးဆရာနော်ဖာရောဆရာကိုအေးမောင်ရောအင်းချက်ကိုစီကင်ပြီးတော့ကျုပ်လက်ညှိုးထိုးထားတဲ့နေရာကိုစိုက်ကြည့်နေကြတယ်ဗျဆရာကြီးကမန္တတစ်ခုကိုရွတ်လိုက်တယ်ဗျပြစ်ကြတော့ဟိဆရာကြီးကအဲ့ဒီလိုအော်ရင်းနဲ့သူကိုယ်တိုင်လည်းပြစ်တယ်ဗျဆရာနော်ဖာနဲ့ဆရာကိုအေးမောင်ကလည်းဆရာကြီးနဲ့ဗျိုင်းတူပြစ်ကြတာဗျအောင်မလီဖျားကျုပ်တော်မှဖျားတားမိလေရဲ့ဗျာစောကအတန်ထက်ဆယ်စားလောက်ကျဲတဲ့အတန်ကြီးဗျမိခိုးတွေဆိုတာမှောင်သွားတာပဲဗျာကျုပ်လည်းဘာမှကိုမမြင်ရတော့ဘူးဗျကျုပ်အံ့ဩတာတခုရှိတယ်ဗျကဝေမာကြီးနဲ့ဒီလောက်တိုက်ခိုက်နေတာတော့ငုတ်တုတ်အိပ်ပျော်နေတဲ့လူတွေတယောက်မှကိုမနိုးတာပဲဗျမိခိုးတွေတဖြည်းဖြည်းပြေသွားတော့ကျုပ်ဖြင့်အံ့ဩလိုက်တာဗျာကဝေမာကြီးကိုမတွေ့တော့ဘူးဗျအဲ့ဒါနဲ့ပဲကျုပ်ကလန့်ပြီးလိုက်ရှာတော့ကျုပ်ရဲ့တသက်နဲ့တကူတခါမှတော့မတွေးဘူးတဲ့အဖြစ်ကိုမြင်လိုက်ရတာဗျဟာဟိုမားဆရာကြီးဟိုမာမြေကြီးပေါ်မှာလဲနေတယ်ဗျအမလီဗျာတထွားသားသားလောက်လေးဖြစ်သွားပြီဗျဟာအေးဟုတ်တယ်မောင်တတ်တီရဲ့ကျုပ်တို့မြင်နေရပြီဟိဇီဝင်ချုပ်သွားပြီပဲအဲ့ဒါကိုကဝေရုပ်ကျွင်းလို့ခေါ်တယ်ကွအင်မတန်ကိုအစွမ်းထက်တယ်အဲ့ဒီတထွားသားသားလောက်ရှိတဲ့ကဝေရုပ်ကျွင်းကိုမိခင်ပြီးစားလိုက်ရင်အဲ့ဒီကပလီကဝေမာကြီးရဲ့ပညာအဆင့်ကိုချက်ချင်းရသွားတယ်ကွအေးဘာနဲ့တူလဲဆိုတော့ဒိုးမြမာတွေပြောလို့ရှိတဲ့ဇော်ကြီးဖိုးဝင်သားလို့ပေါ့ကွကဲနွန်ဖသွားဟိကဝေရုပ်ကျွင်းကိုကောက်ယူလိုက်တော့ဆရာနွန်ဖကဆရာကြီးရဲ့အမိန့်တိုင်းကဝေရုပ်ကျွင်းလေးကိုကောက်ယူလိုက်တယ်ဗျအောင်မလီဗျာကျုပ်ဖြင့်လန့်ကိုသွားတာဗျကပလီကဝေမာကြီးရဲ့ပုံစံအတိုင်းပဲဗျသူဝစ်ထားတဲ့ခေါင်းဝင်းအစုပ်ကြီးလည်းဝစ်ထားတယ်ဗျသပင်ကလည်းဖာယာကြီးချလို့ဗျမျက်စိတွေကတော့မပြူးတော့ဘူးဗျပိတ်နေပြီအရက်9 ပေလောက်ရှိတဲ့ကဝေမာကြီးကတထွာလောက်ရှိတဲ့အယုတ်ကလေးရွယ်ဖြစ်သွားတာဗျကျုပ်ဖြင့်အံ့ဩလိုက်တာမပြောရနဲ့တော့ဗျာကဝေရုပ်ချင်းလေးကိုဆရာနွန်ဖကဆရာကြီးကိုအပ်တယ်ဗျဆရာကြီးကလွယ်အိတ်ထဲကသတင်းစာစက်ကူတရွက်ထုတ်ပြီးတော့တေးသေးချာချာပက်ပြီးသူ့ရဲ့လွယ်အိတ်ကြီးတွေကိုထည့်လိုက်တယ်ဟင်ဟာဘလို့ဖြစ်သွားတာတော့ဟာဟောစောကအိတ်နေတဲ့လူတွေနိုးလာကြပြီဗျမျက်လုံးပြူးမျက်စံပြူးတွေနဲ့ကျုပ်တို့ကိုကြည့်နေကြလေရဲ့ဗျာစောကကျုပ်တို့နဲ့ကဝေမာကြီးနဲ့တိုက်ခိုက်ကြတာတွေကိုနည်းနည်းမှသိဖို့မပေါ်ဘူးဗျအိမ်ရှင်တွေလည်းအောက်ကိုပြေးစင်လာကြတယ်ဗျ
အခုမှပဲသတိပြန်ဝင်လာကြတာလေကဲအလောင်းကိုအလောင်းစင်ပေါ်ပြန်တင်လိုက်ကြပြီတော့ဗျကိစ္စအလုံးပြီးသွားပြီခမားတို့သားရဲ့နှလုံးကိုဖောက်ထုတ်မဲ့သူမရှိတော့ဘူးဗျနောင်လဲဘယ်တော့မှရှိမှာမဟုတ်တော့ပါဘူးလေဖဲချနေတဲ့လူတွေလည်းရုပ်နဲ့ထပြီးတော့အလောင်းကြီးကိုပြန်တယ်လာကြရပြန်ရောဗျအလောင်းကိုအလောင်းစင်မှာကြနာပြန်ပြင်ကြတယ်ဗျကျုပ်ကတော့ခေါင်းမှာပန်ထားတဲ့ခေါင်ရမ်းပန်းအနီကြီးကိုဖြုတ်ပစ်ပြီးမျက်နှာတစ်လိုက်ရတာပေါ့ဗျာအားလုံးပြောဆိုလုပ်ကင်ပြီးတော့ဆရာကြီးကကျုပ်တို့ကိုဥဆောင်ခေါ်လာတဲ့လမ်းပြကိုခေါ်ပြီးညရင်းချင်းပဲမြဝတီကိုပြန်လာခဲ့ကြတယ်ဗျကျုပ်တို့တွေမြဝတီကိုရောက်တော့ညတစ်ချက်တီးပြီလေကပလီကဝေမာကြီးနှိုက်ထုတ်တာမခံလိုက်ရပါပဲကျုပ်ရဲ့နှလုံးတွေကတော့အခုထိကိုတဒုံနဲ့လှုပ်ခုန်နေတော့မှာဗျာစာရေးဆရာတာတီရဲ့ကပလီကဝေမာဆိုတဲ့ပရာလောကဇလန်လေးကတော့ဒီမှာရင်ပဲပြီးဆုံးသွားပါပြီခင်ဗျာနားထောင်သူမိတ်ဆွေများအားလုံးကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြပါစေခင်ဗျာနောက်ထပ်ဇလန်အသစ်တွေနားဆင်ဖို့အတွက်ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလောင်းလေးကိုလည်းနှိပ်ထားဖို့မမေ့ပါနဲ့နော်အားလုံးပဲအိမ်မက်လက်လက်မကြပါစေခင်ဗျာ